ပုံစံဒီဇိုင်းလုပ်ထားပြီးတော့အနောက်ကနေ lighting ထည့်ထားပြီးတော့ထီလေးရှိရဖြစ်တဲ့ကြောင့်မလို့ကိုယ့်ရချစ်ရလေးရဲ့အတွက် kitchen နဲ့ dining ကိုအကန့်နဲ့မထားတဲ့နဲ့ open space concept ကိုအသုံးပြုထားပေးပါတယ်Lash တကိုရဲ့ home tour season လေးကနေထပ်မံပြီးကြိုဆိုလိုက်ပါရရှင်။ကျမတို့ဒီခေတ်မှာပြသပေးမယ့်အခန်းလေးကတော့သူက cozy themes ပေါ့နော်။ cozy themes ကိုမှကျမတို့ကဒီ modern classic design လေးတွေနဲ့နေရန်ဆေးလေးတွေဆိုလို့ရှိရင်လည်း cream color လေးတွေတအိမ်လုံးမှာသုံးထားပေးရဖြစ်ပါရရှင်။ living room လေးထဲမှာတော့ဝင်လာချင်းတွေ့ရမယ် showcase လေးမှာထိချိတ်ဖို့နေရဖက်နှက်ထိုင်စီးဖို့အတွက်ဒီ sofa နေရာလေးနဲ့inverter ထားဖို့အတွက်ပါတစ်ဆက်တည်းလုပ်ထားပေးတာဖြစ်ပါတယ်။ showcase လေးကဒီတိုင်းအလှပြအောင်သက်သက်မဟုတ်ဘဲနဲ့ daily life မှာပါအသုံးဝင်မဲ့ fashion art တစ်ခုအနေနဲ့ design လုပ်ထားပေးတာဖြစ်ပါတယ်။ဖျားစင် backing ကိုလည်းညောင်ရွက်ပုံစံ design လုပ်ထားပြီးတော့အနောက်ကနေ lighting ထည့်ထားပြီးတော့ဘေးနှစ်ဖက်စီမှာလည်း classic ဆန်နဲ့ကျွန်းတုံးလေးတွေထည့်ထားပေးတာဖြစ်ပါတယ်။ဒီ L-shape sofa လေးကတော့အိမ်မှာကြည့်လေးရှိရဖြစ်တဲ့ကြောင့်မလို့ကိုယ့်ရချစ်ရလေးရဲ့အတွက်စိတ်ပူစရာမလိုအောင်လို့ကျမတို့ Lash တကွာနေပဲ customize ပြုလုပ်ထားပေးတာဖြစ်ပါတယ်ရှင်။ natural light ကိုဦးစားပေးတဲ့အနေနဲ့လည်း light ကလေးတွေကို wooden blind လေးတွေပဲအသုံးပြုထားပေးပါရရှင်။ master bedroom နဲ့ single bedroom အခန်းတကားပေါက်ရဲ့အပေါ်မှာ fan light လေးတွေထည့်ထားပေးတဲ့ရည်ရွယ်ချက်ကတော့ရုပ်တရက်ရေချိုးခန်းနဲ့ရောက်နေတဲ့အချိန်မှာမီးပြတ်သွားတာမျိုးဖြစ်တဲ့အခါကြလို့ရှိရင် psychologically ရ comfort ဖြစ်နေအောင်လို့ wall ကလာတဲ့အလင်းရောင်ကအခန်းထဲကနေပြီးတော့တဆင်ရေချိုးခန်းထဲထိရအောင်ကူညီပေးမှာဖြစ်ပါတယ်။ဒီအိမ်လေးရဲ့ floor plan မှာကြတော့ကျမတို့က bed and WC ကအပြင်ဘက် kitchen မှာပဲရှိရဖြစ်ပါတယ်အဲ့ဒါကိုကျမတို့ကဒီ master bedroom ထဲမှာပါ bed and WC ကို attach လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်ဘက်မှာရှိပြီးသား bed and WC က floor level နဲ့ဒီ master bedroom ထဲမှာရှိတဲ့ floor level ကို slope ပြအောင်လို့တေချာလေးချိန်ညှိပြီးလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒီလိုလုပ်ငန်းတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ experience ရှိတဲ့ engineer တွေနဲ့ skills worker တွေမှာတေချာလေးလုပ်နိုင်မှာဖြစ်ပါတယ်ရှင်ဒီ master bedroom လေးထဲမှာတော့ weight တွေထည့်ဖို့အတွက် wardrobe ဒီလိုမျိုး cabinet အကြီးတွေအပြင်cosmetic နဲ့စာအုပ်တွေထည့်ဖို့အတွက် open shelf လေးလည်းလုပ်ထားပေးပါတယ်။ပြီးတော့ dressing table ရဲ့နောက်မှာလည်း window ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကမှန်လေးကိုဒီလိုပုံစံ slide လေးနဲ့ထည့်ထားပေးရဖြစ်ပါတယ်ရှင်။အိမ်ရဲ့အတွင်းပိုင်းကိုပို့ပြီးတော့ကျဲတဲ့ feeling ခံစားရအောင်လို့ kitchen နဲ့ dining ကိုအကန့်နေမထားဘဲနဲ့ open space concept ကိုအသုံးပြုထားပေးပါတယ်။ social interaction အနေနဲ့လည်းဟင်းချက်တဲ့သူနဲ့ dining မှာထိုင်နေတဲ့သူကြားမိသားစုတငယ်ချင်းတွေအချင်းချင်းပေါ့နော်။အဆက်အသွယ်ပြတ်မနေတော့ဘဲနဲ့မျိုးထွေးမှုပိုရစေပါတယ်။ဒီ kitchen counter လေးမှာဆိုလို့ရှိရင်တော့ကျမတို့က artificial tiles လေးကိုသုံးထားတာဖြစ်ပြီးတော့သူက heat resistant ကိုလည်းခံနိုင်ရရှိရကြည့်ရတဲ့အခါမှာလည်းtimeless luxury ဖြစ်ပြီးတော့ hygiene ရဆိုလို့ရှိရင်လည်းတန်ရှင်းလောက်ရလွယ်ကူပြီးတော့ပုံမှန်ခင်းစင်ပါရဲ့ရှင်ရေချိုးခန်းတဲ့အိမ်သာတကားတွေကိုလည်းပုံမှန်မြင်နေကြ PVC တကားတွေအစားခိုင်ခံပြီးတော့ style ကြလာပါတဲ့ frosted glass နဲ့ aluminum frame ကိုသုံးထားပေးလို့အမြင်မှာပိုပြီးတော့တည်ငြိမ်သွားစေပါတယ်အိမ်တလုံးဆိုတာလှပဖို့လည်းမဟုတ်ဘဲနဲ့နေရထိုင်ရအစနစ်တကျရှိပြီးတော့အဆင်ပြေဖို့ကလည်းအရေးကြီးပါတယ်။ကျမတို့ Lash တကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးတွေကတော့0942113987 ပဲဖြစ်ပါတယ်ရှင်။နောက်ထပ်လက်ရမြောက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဒီဇိုင်းတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်။ကျမကတော့ Lash တကို construction ရဲ့ engineer founder မတ်တီဖြစ်ပါတယ်။တဒါ